ကြည့်သွားတဲ့နေရာကချင်ပြည်ဖားကန့်မြို့နယ်လုံးခင်းကျေးရွာတွင်းရှိလူနေရဲကွက်တွေထဲသို့ဖေဖော်ဝါရီလ14ရက်မနေ့ကလက်နက်ကြီးတွေကြားရောက်ပေါက်ကွဲခဲ့တာကြောင့်ကလင်းငယ်တွေပါဝင်ရဲသား9ဦးတရားရသွားခဲ့ပါတယ်။လုံခေရဲကွက်9ပြည်စုံကောင်းလန်းကြားရှိနေတလုံးပေါ်သို့အဒီနေ့ညနေအချိန်ကလက်နက်ကြီးကြားရောက်ပေါက်ကွဲခဲ့ရာအသက်2နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်တာမိ3ဦးတရားရသွားခဲ့ပါတယ်။အဲ့ဒီတရားရရှိသူတွေကြားတွေကမိခင်ဖြစ်သူမှာတတိလေးမမျောနေပြီးအသက်အန္တရာယ်ဆိုရင်ရတဲ့အတွက်အရေးပေါ်ဆေးရုံသို့ပို့ဆောင်ထားရပါတယ်။အဲ့ဒီအပြင်လုံခင်းရဲကွက်နှစ်အတွင်းသို့လည်းလက်နက်ကြီးထက်မှန်ကြားရောက်ခဲ့တာကြောင့်နောက်ထပ်ကလေးငယ်2ဦးတရားရတော့ခဲ့ပြီးဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီလုံခေတိုင်းနယ်ပြည်သူ့ဆေးရုံမှာအရှိရ KIA နဲ့ PDF အဖွဲ့တွေတိုက်ခိုက်မှုကြောင့်ပျက်စီးသွားခဲ့ပြီးဥပုံသာကျရှိတော့တာကြောင့်ဒေသခံတွေမှာရေးပေါ်စစ်ကူတမှုခံယူဖို့အလွန်ခက်ခဲနေကြတယ်လို့သိရပါတယ်။အဲ့ဒီလုံခေမှာပုဂ္ဂလိကဆေးရုံအသေးစားအချို့သာရှိတာကြောင့်တရားပြည့်ထန်သူတွေအတွက်လုံလောက်တဲ့ကုသမှုရရှိဖို့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။